ခင်ဗျားတို့အားနေဝမ်းဝမ်းကြီးပဲလုံမနေနဲ့ဒီလူနေရာကိုလည်းသွားအားလို့ရှင်ဖန်အောင်လည်းနည်းနည်းပါအနားပေးလိုက်အောင်လူတွေမှာလူပေါင်း16000နဲ့ဖန်ကြီးလည်းညစ်ပတ်နေပြီဒီမှာကျဘယ်လောက်လှလဲပေါင်မြို့နယ်အဲ့ဒါမွန်လမြိုင်ပေါင်မြို့နယ်မြန်မာနိုင်ငံရဲ့ဆိုဆန်လို့တင်စားလို့ရတဲ့နေရာကြီးအောင်ဘလူးမှလည်းမရှိဘူးကျုပ်ကတော့မပါဖြစ်ပဲဒီမှာကြီးအောင်ရေတကွန်လေးတွေတောတောင်ရေတကွန်ဟိုဘက်အလုံးမှာတောတောင်မြူတွေစားပြီးတော့ခင်ဗျာလှလိုက်ရနိုင်လိုက်ကြီးသဘာဝတရားကြီးလို့သဘာဝတရားအောင်မှာနင်းကမချိဆိုင်ဘလို့နေရာမျိုးသွားချိစက်မှာလေအမှမော်လမြိုင်ပေါင်မျိုးနယ်မှာရှိတယ်ပေါင်မျိုးနယ်မှာမရှိကိုနေနေတော့မဟုတ်သွားလေစားမှာလေကြီးလို့ချင်းလုံးဝလဲလုံးကောင်းဆုံးဇူလိုင်ဆိုလည်းခင်ဗျားတို့ first week second week လောက်ပဲသွားကျန်တဲ့ချိန်တွေမသွားနဲ့အကြံရေနေတာကြီးနေပြီးသွားလို့မကောင်းတော့ဘူး August တို့စက်တင်ဘာတို့ဆိုရင်ရေကြီးပြီးရေနစ်ဖို့လောက်ပဲရှိပဲဒီလိုနေရာမျိုးဆိုစိမ်ပြီးတော့မိုးလေးကလည်းအုပ်အနောက်ကလည်းတောင်ကြီးနဲ့တောင်တော်မှအဆုံးထိမမြင်အောင်ကျန်းတိမ်ပင်လေထဲမှာဘလောက်လှလိုက်လဲဒီလိုနေရာမျိုးမသွားရင်ဘယ်လိုနေရာမျိုးကိုသွားမှလဲလို့ဖန်အောင်လည်းနည်းနည်းပါအနားပေးလိုက်ကြပါဦးဖန်မှာလူတွေရှုပ်ချက်ခတ်နေပြီမှာအဲ့လိုနေရာကိုသွားအမှအပန်းဖြည့်ပေါင်မျိုးနယ်ပင်နေရာလည်းမမီးနဲ့ပေါင်မျိုးနယ်မှာဆယ်တွေအများကြီးရှိတယ်ရေုံတွေအများကြီးရှိတယ်အဲ့ဒီထဲမှာဒါဂရိုက်ဆဲအိုင်းအမှသွားလိုက်ပါဦးခင်ဗျာ